WikiHub ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကြံခဲ့တဲ့တစ်ပတ်ကျော်လောက်တုန်းက Hellboy Universe ရဲ့လူသိနေတဲ့ချက်လေးများဆိုတဲ့ဗီဒီယိုတစ်ပုဒ်လုပ်ပေးခဲ့ပူပါတယ်။ဒီနေ့မှာတော့အဲ့ဗီဒီယိုရဲ့အဆက်ဖြစ်တဲ့ပတ်တူကိုတင်ဆက်ပေးလိုက်ပါတယ်။အစဉ်သင်းဖြစ်ရင်စလိုက်ကြရအောင်။နံပါတ်6 Hellboy ရဲ့ငရဲပီကမိသားစုလူသားတစ်ပိုင်းဒီမော်တစ်ပိုင်းဖြစ်တဲ့ Hellboy မှာသူများထက်ရှုပ်ထွေးတဲ့ဆွေမျိုးပတ်သက်မှုတွေရှိမယ်ဆိုတာကတော့ခံမှန်းကြည့်ရင်တော့မှသိနိုင်ပါတယ်။ Hellboy ရဲ့ဖခင်ကငရဲပီရဲ့မင်းသားတစ်ပါးဖြစ်တဲ့ Aziel ဖြစ်ပြီးတော့မိခင်ကတော့16ရာစုနှစ်ကဆုံးမတယောက်ဖြစ်တဲ့ဇာရာဟူဖြစ်တယ်ဆိုတာကိုသိပြီးကြပြီဖြစ်မှာပါ။ခင်းအာသာရဲ့သွေးသားဖြစ်တဲ့ဇာရာဟူဟာ Hellboy ကိုမမွေးခင်လူသားကလေး2ယောက်မွေးခဲ့ပူပါတယ်။နှစ်ယောက်လုံးကသာသနာအနွယ်ဝင်တွေဖြစ်ခဲ့ကြပြီးတော့အကိုဖြစ်သူကအသင်းအုပ်ဆရာဖြစ်ခဲ့တယ်လို့ညီမဖြစ်သူကလည်းတီလာရှင်တစ်ပါးဖြစ်ခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းတာကတော့သူတို့2ယောက်လုံးဟာ Aziel လက်ကနေသူတို့အမိကိုကယ်တင်ဖို့ကြိုးစားရင်းနဲ့တက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ Aziel မှာလည်း Hellboy ရဲ့ဖေတူမေခွဲမောင်နှမတွေဖြစ်ကြတယ်။လူဂမ်မွန်နဲ့ဂမ်မိုရီဆိုတဲ့သားသမီး3ယောက်ရှိပါတယ်။ဂမ်မိုရီကမောင်ဖြစ်သူ Hellboy ကိုလှုပ်ကြံပစ်ဖို့1948ခုနှစ်မှာကြံစည်ခဲ့ပူပေမဲ့ဦးလေးဖြစ်သူ Astro ကတားမြစ်ခဲ့တာကြောင့်သူမရဲ့အကြံစီဟာမအောင်မြင်ခဲ့ပါဘူး။ Hellboy ငရဲပြည်ကိုရောက်လာခဲ့တဲ့ Hellboy in Hell Comics ထဲမှာတော့သူမရဲ့ကိုယ်ရီဖြစ်ကြတဲ့လူနဲ့ဂမ်မွန်တို့တည်ဆုံရတာက Hellboy ကြောင့်ဖြစ်တယ်လို့ဂမ်မိုရီက Fury ထံမှလိန်နဲ့တိုင်ကြားခဲ့ပါတယ်။ဒါပေမဲ့ဂါမိုရီရဲ့ဆွဆွဲချက်ကလင်းစင်ကြီးသာဖြစ်နေပြီး Hellboy နဲ့ပတ်သက်မှုမရှိတာကြောင့် Fury တွေကဂါမိုရီကိုပဲပြန်အပြစ်ပေးခဲ့ကြပါတယ်။နံပါတ်9 Hellboy 3လိုပဲမရိုက်ကူးပစ်ခဲ့တဲ့ ABS spin-off movie Hellboy 2ရုပ်ရှင်အောင်မြင်ခဲ့အပြီးမှာတော့ Universal Pictures က Hellboy ဇာတ်ညွှန်းရေးဆရာ Peter Bridge ကို New Order ရဲ့အကြောင်း spin-off တစ်ခုရေးပေးဖို့တောင်းဆိုခဲ့ပူပါတယ်။ Hellboy The Saberlands လို့အမည်ရမယ့်အဲဒီ spin-off ထဲမှာတော့ Abe ကခေါင်းဆောင်အနေနဲ့ပါဝင်မှာဖြစ်ပြီးတော့ Hellboy ကတော့ Sporting Role ကနေပါဝင်ဖို့ရည်ရွယ်ထားခဲ့တာပါ။ Abe ကခေါင်းဆောင်ဆိုပေမဲ့ New Order ကိုဗဟိုပြုပြီးတော့ Hellboy The Golden Army မတိုင်ခင်ဖြစ်ပျက်ခဲ့တဲ့ New Order ရဲ့စွမ်းစားခန်းတွေကိုအဓိကထားပြသခြင်းခဲ့တာပဲဖြစ်ပါတယ်။ Hellboy 3ရုပ်ရှင်ကမရေမရာဖြစ်နေတဲ့အချိန်မှာဒီ spin-off ကိုရိုက်ကူးမဲ့ project ဟာပိုပြီးပြင်လာခဲ့ပေမဲ့ The Hobbit ကနေ Guillermo del Toro နှုတ်ထွက်လာတဲ့အချိန်မှာတော့ Hellboy 3ရိုက်ကူးရေးကပြန်အလေးထားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Guillermo del Toro ဟာ Hellboy 3ရိုက်ကူးရေးဘက်ကိုပြန်မလာခဲ့တော့သလို spin-off ရုပ်ရှင် project ဟာလည်းဇာတ်မျောကြီးဖြစ်နေတာပြည့်ပြည့်သွားခဲ့ရပါတယ်။နံပါတ်8 Professor Brown ရဲ့ရေးပါမှုကိုမြင့်တင်ပေးခဲ့တဲ့ Guillermo del Toro movie ထဲမှာတော့ Professor Brown ရဲ့အခန်းကဏ္ဍကအရေးပါခဲ့ပြီးတော့ Hellboy ကိုလမ်းမမရောက်စေဖို့အကောင်းဆုံးတွင်တင်ပေးခဲ့တဲ့ဖခင်တယောက်အနေနဲ့ Hellboy ပရိသတ်တွေရဲ့ရင်ထဲမှာထင်ကျန်နေမဲ့ဇက်ကောင်တယောက်အနေနဲ့ရှိနေခဲ့ပါတယ်။ဒါပေမဲ့ comics ထဲမှာတော့ Professor Brown ရဲ့အခန်းကဏ္ဍဟာတော်တော်လေးကိုအားနည်းခဲ့ပြီး Hellboy first issue ဖြစ်တဲ့ Seas of Destruction အပြီးမှာတော့နောက်ကျောင်းပြန်ပြတဲ့အပိုင်းတွေမှာပဲ Professor Brown ကိုတွေ့ရတာဖြစ်ပါတယ်။အဲဒီလိုပဲ main timeline မှာလည်း Professor Brown ဟာပါဝင်လာခြင်းမရှိတော့တာပဲဖြစ်ပါတယ်။အကြောင်းကတော့ Professor Brown ဟာ Seas of Destruction ထဲမှာ Frostlight Demon ရဲ့လက်ချက်နဲ့ဆုံးပါသွားခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့ emotional မဖြစ်ခဲ့ကြသလိုအထူးတလဲမန်ရှင်းကြတာလည်းမရှိခဲ့ကြပါဘူး။ဒါကို Hellboy Comics ရဲ့ fan တယောက်ဖြစ်တဲ့ Del Toro ကသဘောမကျခဲ့ပါဘူး။ဒါကြောင့် Hellboy ရုပ်ရှင်ထဲမှာတော့ Professor Brown ရဲ့တည်ဆုံမှုကိုတော်တော်လေး delay လုပ်ထားခဲ့ပြီး Professor Brown ရဲ့ Hellboy ပေါ်ထားရှိတဲ့ချစ်ချင်းမြတ်တာနဲ့ပေးဆက်မှုတွေကိုပေါ်လျောင်ချပြခဲ့ပြီးတော့မှ emotional ဖြစ်တဲ့တည်ဆုံမှုမျိုးဖြစ်အောင်ဖန်တီးခဲ့ပါတယ်။နံပါတ်9 Mike Mignola နဲ့အတွေ့အချင်းတူခဲ့မှုတဲ့ Guillermo del Toro Hellboy 2004ရုပ်ရှင်ရဲ့နောက်ဆုံးကမ်းမှာတော့ Rasputin ရဲ့ခန္ဓာကိုယ်တွေက Odoran ဆိုတဲ့တတော်ထွက်လာတာကိုမှတ်မိကြအောင်ပဲထင်ပါတယ်။ဒီအခန်းကို Mike Mignola ကရေးဆွဲဖို့စိတ်ကူးရှိခဲ့ပေမဲ့ထဲသွင်းရေးဆွဲခဲ့မှုကျွန်တော်မရှိခဲ့ပါဘူး။ပြီးတော့ဒီအကြောင်းကို Guillermo del Toro ကိုမပြောပြခဲ့ဘူးလို့ရုပ်ရှင်ထဲမှာထည့်ရိုက်ဖို့လည်းစိတ်ကူးမရှိခဲ့ပါဘူး။ဒါပေမဲ့ del Toro က Mike နဲ့အတွေ့အချင်းတူနေခဲ့ပြီးဒီအခန်းမှာဒီလိုထည့်ရိုက်ကြမလားလို့တိုင်ပင်လာတဲ့အချိန်မှာတော့ Mike ကအံ့ဩသွားခဲ့ပူပါတယ်။နံပါတ်10 comic ဖန်တီးသူ Mike Mignola ရဲ့နာမည်ကိုရုပ်ရှင်ထဲမှာ Easter egg အနေနဲ့ထည့်သွင်းခဲ့ပူပါတယ်။ Hellboy 2004ရုပ်ရှင်တွေက Rasputin ရဲ့အုပ်စုကိုရှာကြတဲ့အခန်းဟာတကယ်တုတ်တန်မှာရိုက်ကူးခဲ့ကြတာဖြစ်ပြီးတော့ချက်သမ္မတနိုင်ငံကတုတ်တန်တစ်ခုမှရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။အဲဒီထဲက Hellboy ဝင်သွားတဲ့အုပ်စုမှာ comics ဖန်တီးသူ Mike Mignola ရဲ့နာမည်ကိုရုရှားအခရာတွေနဲ့ရေးသားထားတာကိုတွေ့ရမှာဖြစ်ပါတယ်။စိတ်ဝင်စားစရာအချက်လေးတွေလည်းတော်တော်စုံသွားပြီမို့လို့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ချင်ပါတယ်။အစားကဒီဗီဒီယိုလေးကိုလုပ်ပေးဖို့စီစဉ်မရှိပေမဲ့ brother တို့နဲ့ဆက်မပြတ်ခြင်းတဲ့အတွက်လုပ်ပေးဖြစ်တာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမလာခင်ဆက်ကြားလေးမှာအပြင်းပြေလောက်မဲ့ဗီဒီယိုလေးဖြစ်မယ်လို့တော့ယူဆမိပါတယ်။နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်။